British Empire ရဲ့တမိုင်းစာမျက်နှာတွေမှာအတော်ဆုံးနဲ့စီကန်းအကြီးဆုံးဘုရင်မကြီးလို့ပြောရင် Queen Victoria ကိုအားလုံးပြေးမြင်ကြမှာပါ။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီလိုတင်းကျပ်လို့နဲ့မိခင်ရဲ့အရေးအောက်မှာကြီးပြင်းခဲ့ရတဲ့သားတော်ကြီးနောက်တစ်ချိန်မှာ Britain ရဲ့ဘုရင်ဖြစ်လာမယ်တက်တမမြောက် Edward 7နဲ့ဇလန်ကတော့တမိုင်းပညာရှင်တွေတောင်ပါဇက်အဟောင်းသားဖြစ်ရလောက်အောင်ထူးဆန်းအံ့ဩဖို့ကောင်းနေပါတယ်။သူဟာနန်းတွင်းရဲ့တင်းချက်လုံးနဲ့စီကန်းတွေကိုဂရုမစိုက်ပဲအပျော်အပါးနဲ့လူမှုရေးကိစ္စတွေမှာအလွန်ကိုနမဲကျော်ခဲ့သူပါဘလောက်တောင်အတော့အစားအပျော်အပါးရှုပ်ထွေးပလဲဆိုရင်သူ့ကိုလူတိရှင်ကြားဓာတိပါတီလို့တောင်အမိပြောင်းပေးပြီးကိုရမှာလှောင်ပြောင်ခဲ့ကြရပါတယ်သူ့ရဲ့ဘဝဆက်ကြောင်းထဲမှာအထူးခြားဆုံးနဲ့လူပြောအများဆုံးဖြစ်ရကတော့ပါရီမြို့ကလျှို့ဝှက် order တစ်ခုကနေစတင်ခဲ့တာပါ1890ပြည့်နှစ်တွေရဲ့တနေ့မှာတော့မင်းသား Edward ဟာပြင်သစ်နိုင်ငံကနမေကျော်ပရိဘောဂပညာရှင် Louis Sobrieres ကိုလျှို့ဝှက်အမစာတစ်ခုပို့ခဲ့ပါတယ်။ဒါဟာနန်းတော်ထဲမှာခန့်ခန့်ထဲထဲထိုင်ဖို့အတွက်မဟုတ်တော့လို့ဧည့်သည်တော်တွေကိုဧည့်ခံဖို့အတွက်လည်းမဟုတ်ပါဘူး။အဲ့ဒီအစားပါရီမြို့ရဲ့အထက်တန်းလွာတွေသာသွားလိရှိတဲ့နမေကြီးအပျော်မှန်ခေဟာဒီရှယ်ဗနိုင်းမှာတီးတန့်ထားရှိဖို့အတွက်ထူးထူးခြားခြားကူလာထိုင်တစ်လုံးကိုအော်ရာမောင်လိုက်တာပဲဖြစ်ပါတယ်။ဒီကူလာထိုင်ဟာရိုးရိုးကူလာထိုင်မဟုတ်ပဲသူ့ရဲ့ကိုယ်ပိုင်စိတ်ကိုနဲ့တီးထွင်ခိုင်းချတဲ့ CH တာမူဖြစ်ပါတယ်။မြန်မာလိုအတိတ်ပဲဖွင့်ရရင်တော့အချစ်ကူလာထိုင်လို့ခေါ်ရမှာပါ။ဘာဖြစ်လို့ဒီကူလာထိုင်ကတမိုင်းမှာဒီလောက်တောင်နမေကြီးတော်တာလဲ။အဖြေကတော့သူ့ရဲ့ဒီဇိုင်းမှာရှိပါတယ်။ဒီကူလာထိုင်ဟာအဆင့်နှစ်ဆင့်ပါဝင်ပြီးအမျိုးသမီး2ဦးနဲ့တပြိုင်နက်တည်းပြောပါနိုင်ဖို့တေးသေးချာချာတွက်ချက်ဖန်တီးရှာတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကဝါဖြိုးရဲ့ခိုးခန္ဓာရှိတဲ့မင်းသား Edward အတွက်အင်ဟာညာကြီးမတုံးကပဲတက်တောင့်တက်တာဖြစ်စေမဲ့တောက်တိုင်တွေခြေနှင်းတိုင်တွေနဲ့ထူးထူးခြားခြားဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒီအချစ်ကူလာထိုင်ကိုဘေးရမတ်ကြီးရဲ့သားတော်ဟာပါရီကသူ့ရဲ့တီးတန့်ခံမှတ်ထားရှိပြီးလှုပ်ဝက်စွာအသုံးပြုခဲ့တာပါ။ဘသူမှမလူခုတဲ့ဘသူမှလည်းမတွေးရတဲ့ဒီဇလန်ဟာနှစ်ပေါင်းများစွာကြားတဲ့အထိလူဝက်ချက်အထိရှိနေခဲ့ပါတယ်။အခုချိန်မှာတော့အဲ့ဒီမူလကလထိုင်ကိုပြင်သစ်နိုင်ငံကပြတိုက်တစ်ခုမှာသမိုင်းဝင်အထောက်ထားတစ်ခုအနေနဲ့တင်စီထားစေဖြစ်ပါတယ်။မိခင်ဖြစ်သူဘုရင်မကြီးဝီတိုရီယာရဲ့မျက်စိအောက်မှာဒီလောက်တောင်လူဝက်ပြီးထူးဆန်းတဲ့အတုံးအဆောင်တွေကိုအသုံးပြုခဲ့တဲ့ဓာတိပါတီရဲ့ဇလန်ကတော့ Beauty ဓာနွင်းသမိုင်းရဲ့အမဲဆက်တစ်ခုလားဒါမှမဟုတ်ပျော်ပျော်နေတတ်တဲ့မင်းသားတစ်ပါးရဲ့လူနေမှုစတိုင်လာမေးခွန်းထုတ်စရာပါဒီနေရာမှာအားလုံးသိချင်နေကြမယ်မေးခွန်းတစ်ခုရှိပါတယ်ဘာဖြစ်လို့ Beauty ထီနန်းကိုဆက်ခံနေသူဟာဒီလိုပုံစံထူးထူးဆန်းဆန်းစမ်းပြလို့နဲ့ကလထိုင်းတစ်လုံးကိုအထူးအော်ဒါမှားပြီးလုတ်ခိုင်းရတာလေအဖြေကတော့အဲ့ဒီအချိန်ကမင်းသား Edward ရဲ့လူနေမှုစတိုင်နဲ့သူ့ရဲ့ကိုယ်ခန္ဓာတိဆောက်ပုံမှာရှိနေပါတယ်မင်းသား Edward ဟာဓာတိပါတီလို့အမည်ပြောင်းရလောက်အောင်အပျော်အပါမတ်ယုံတင်မကပဲစားကောင်းတောက်ဖွယ်တွေကိုလည်းအလုံးအကျွန်းစားသုံးတတ်သူဖြစ်ပါတယ်အဲ့ဒီလိုအစားအသောက်အစစ်အချင်းမဲ့မှုကြောင့်ပဲသူဟာခါအတိုင်းအတာ48လက်မှတ်အထိရှိရဲ့အလွန်လူကောင်းကြီးမားပြီးဝါဖြိုးရဲ့သူတယောက်ဖြစ်နေခဲ့ပါတယ်ဒီနေရာမှာပြဿနာကဆောက်ရပါတယ်သူ့ရဲ့ကိုယ်လေးချိန်ဟာတာမန်လူတွေထက်အစမတန်ညာနေရကြောင်းသူဟာအမျိုးသမီး2ယောက်နဲ့တပြိုင်နက်တည်းပျော်ပါကိုစူးစမ်းတဲ့အခါမှာသူ့ရဲ့ကြီးမားလာတဲ့ကိုယ်လေးချိန်ကအမျိုးသမီးတွေကိုထိခိုက်ကြံရရဲစေနိုင်တယ်လို့သူ့အတွက်လည်းတတန့်တသားမဖြစ်စေခဲ့ပါဘူးဒါကြောင့်မို့လို့ပဲမင်းသားဟာသူ့ရဲ့တာယာမှုကိုရှာဖွေရမှာအမျိုးသမီးလေးကိုမထိခိုက်စေပဲသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကိုအကောင်းဆုံးထောက်ကူပေးနိုင်မယ်နည်းလဲတစ်ခုကိုစဉ်းစားခဲ့ပါတယ်အဲ့ဒီအကျိုးဆက်ကတော့ဒီကလထိုင်ကိုအင်ဂျင်နီယာအထက်ပညာနဲ့တေချာတွက်ချက်ပြီးတီးပန့်ပြုလုပ်ခိုင်းရတာမင်းဖြစ်ပါတယ်ဒီကလထိုင်ဟာကြီးလိုက်ယုံတဲ့ရိုးရိုးကလထိုင်မဟုတ်ဘူးဆိုတာသိတာလားပါတယ်ပရိဘောဂပညာရှင် Louis ဟာ Edward ရဲ့လူအပ်ချက်ကိုဖြည့်ဆည်းဖို့တကယ်ကိုထူးခြားတဲ့တီထွင်မှုကိုဖန်တီးခဲ့ပါတယ်ကလထိုင်မှာအထက်နှစ်ထပ်ပါဝင်ပါတယ်ဒီအထက်နှစ်ထပ်ရဲ့ဖွဲ့စည်းပုံဟာလူများပြားကိုအစီအပြေပြေနဲ့နေရာချထားပေးနိုင်ဖို့ကြည်ရွယ်ပါတယ်ပိုပြီးစမ်းပြတာကတော့ကလထိုင်ရဲ့ဘေးဘက်တွေမှာခြေနှင်းကွင်းတွေနဲ့လှည့်လို့ရတဲ့အောက်ခင်ပြားတွေပါဝင်နေတာပါပဲဒီအစိပ်ပိုင်းတွေဟာ Edward ကိုယ်တိုင်အင်အားအများကြီးသုံးဖို့မလိုပဲလိုအပ်တဲ့ပုံစံအနေထားကိုပြောင်းလဲနိုင်မှုနဲ့အမျိုးသမီးတွေအနေနဲ့လေသူ့ရဲ့ကိုယ်အလေးချိန်ရဲ့ဖိအားကိုတိုက်ရိုက်မခံရပဲဘေးကင်းစွာနဲ့နေရာယူဖို့အတွက်ထည့်ပါရဲ့
ဒါဟာအဲ့ဒီခေတ်ကာလရဲ့ဘရီဘိုးကပညာရဲ့မှာဒီကဲကိုထူးခြားဆန်းပြလို့နဲ့တီထွင်မှုတစ်ခုလို့ပြောလို့ရတယ်လို့ဘရင်တစ်ပါးရဲ့လျှို့ဝှက်ချက်တွေကိုဖုံးကွယ်ပေးထားတဲ့အင်ဂျင်နီယာလက်ရမွန်တစ်ခုလို့တောင်ဆိုနိုင်ပါတယ်ဒီအချစ်လက်ထိုင်းဟာပါရီမြို့ကလက်ရှူပနီအပရော်မဲကီဟာရဲ့တီးတန့်ခဲမှာ Edward 7ဘရင်ဖြစ်လာပြီးတော့ပိုင်းအထိနှစ်ပေါင်းများစွာရှိနေခဲ့ပါတယ်နောက်ပိုင်းမှာအဲ့ဒီကေဟာပိတ်သိမ်းသွားတဲ့ခါမှာတော့ဒီကလထိုင်ကိုလေလံတင်ရောင်းချခြင်းခံခဲ့ရပါတယ်ဒီနေ့ခေတ်မှာတော့အဲ့ဒီမူလကလထိုင်ရဲ့ပုံစံတူတွေကိုပြင်သစ်နဲ့ဗျူတိုင်ကပြတဲ့အချို့မှာတမိုင်းဝင်အထောက်ပါတစ်ခုအနေနဲ့တင်စီပြသထားပါတယ်။ Edward ဘရင်ရဲ့ဘဝစစ်ကြောင်းမှာအံ့ဩစရာအကောင်းဆုံးကတော့သူ့ရဲ့ဇနီးဖြစ်သူမိဖုရားကြီး Alexandra ရဲ့စိတ်ထားပဲဖြစ်ပါတယ်။မိဖုရားကြီးဟာသူ့ခင်မုန်းနဲ့ပြိုပါမှုတွေမယားငယ်တွေနဲ့ပတ်သက်တာတွေကိုကောင်းကောင်းသိရှိနေပြီမေလေခင်မုန်းပေါ်ထားတဲ့သစ္စာနဲ့တီးခတ်နိုင်စွမ်းကတော့အံ့မခန်းပါဘူး။ဘရင်ကြီးအက်ဒဝါရဲ့နောက်ဆုံးထွက်သက်အခြေတီယန်စည်းစင်းအချီနီမာတောင်မှမိဖုရားကြီးဟာစဝန်တူမှုတွေထက်ခင်မွန်ဖြစ်သူရဲ့စန္ဒာကိုဦးစားပေးခဲ့ပါတယ်။သူဟာဘရင်ကြီးရဲ့အချစ်ဆုံးမယားငယ်ဖြစ်သူ Alice Gable ကိုနန်းတော်ထဲအထိခေါ်ယူပြီးဘရင်ကြီးကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ခွင့်ပေးခဲ့တဲ့အထိစိတ်ထားကြီးမြတ်ခဲ့သူဖြစ်ပါတယ်။ဘရင်ကြီးဟာသူ့ရဲ့တာယာပြောပါမှုကိုအတိုင်းအဆမရှိရှေ့ကန်းတင်ခဲ့သူပါ။တနီကိုစီဂရက်12ခတ်မနစ်စီးတောင်နဲ့စေခန့်အထိတုတ်သုံးတတ်တယ်လို့အစားအသောက်မှလည်းအလွန်အမင်းဝါဒနာကြီးသူဖြစ်ပါတယ်။တနီကို9နှစ်အထိအာဟာရပြေဝတဲ့အစားအစာတွေကိုအားဝအပြားစားသုံးလေးရှိတဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်ဟာတခီးထီးနဲ့အစမတန်ကြီးမားထွားကြိုင်လာခဲ့ပါတယ်။ဒီလိုဝါဖြိုလွန်းတဲ့ခန္ဓာကိုယ်ကြီးကြောင့်သူနဲ့တက်တဲ့အမျိုးသမီးတွေနဲ့ပျော်ပါးတဲ့ခါမှာအစမပြေမှုတွေကြုံတွေ့လာရပါတယ်။ဒါကြောင့်သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိပေးနိုင်ပြီးအစင်ပြေပြေပျော်ပါးနိုင်ဖို့အတွက်အချစ်ကလတ်ထိုင်းလို့ခေါ်တဲ့အထောက်အကူပြုပစ္စည်းတစ်ခုကိုတီးသက်ပါယူထုတ်လုပ်ခဲ့ရတာဖြစ်ပါတယ်။ဒါဟာသမိုင်းမှာတော့ဘရင်တစ်ပါးရဲ့ထူးခြားဆန်းပြလေလူအချက်ကနေပေါ်ပေါက်လာတဲ့ဒီထွေမှုတစ်ခုဖြစ်မတန်းတင်ကျန်းရည်နေခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ရမှန်ဆန်လန်းကိုတင်ရောပြီးလို့မြင်တယ်လေ။အောက်ကကွန်မန့်မှာဆွေးနွေးသွားကြပါဦး။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရမှန် story တွေကိုနားဆင်ခြင်း channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။အားလုံးပဲပေးရင်ကြပါစေ။